ငါစနတန်းကိုငါကောင်းကောင်းဖြစ်ပြီးသွားပြီငါတာဝန်ကျေပြီးဆိုတော့ဟာတော့သွားမတွေးနိုင်နဲ့နော်ဘဝအခုမှစတာလို့စဉ်းစားရမယ်နေ့စဉ်ရှင်သန်တဲ့ဘဝနေ့စဉ်ဖြတ်သန်းတဲ့အားထုတ်မှုပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အနာဂတ်ဘဝကွာသွားတာစတာကိုယ့်ရဲ့ဆုံးဖြတ်ချက်နဲ့ကိုသွားမဲ့လမ်းကြောင်းပေါ်မူတည်ပြီးတော့ကိုယ့်ဘဝပြောင်းပါအဲ့ဒါကိုကောင်းနေထည့်တာအဲကြောင့်မို့တက္ကသိုလ်ဝန်ထမ်းဖြည့်ပြီးသွားပြီအဲ့ကိစ္စတွေဘာမှမစဉ်းစားနဲ့တော့နော်အခုမှဘဝစမယ်လို့အမြဲတမ်းစဉ်းစားငါရဲ့ဆုံးဖြတ်ချက်တွေငါရဲ့လှုပ်ဆောင်မှုတွေကငါဘဝအောင်မြင်မှုတွေအခုမှစပြီလို့အဲ့ဒါကြောင့်ဆရာကြီးရတယ်ဒီမှာမှတ်တမ်းပါနော်အစင်မြင့်နော်တက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးအစင်မြင့်ပညာနဲ့လက်တွေ့ဘဝခရီးတို့တဆင့်တက်ရွယ်ခရီးဆက်နိုင်ခဲ့တော့ဆိုအခုမှလက်တွေ့ဘဝခရီးကိုစမှာအဲ့ဒါလေးကောင်းနေထည့်တာနော်ဆိုတော့ဘာမှခြင်းလဲဆိုဘဝမှာအများကြီးကြုံလာအောင်မယ်လောကဒဏ်တွေကြုံလာမယ်နော်အတက်အကျနှိမ့်အမြင့်တွေအများကြီးကြုံလာမယ်စကားလေးသုံးခုဆရာတို့ရဲ့ဒီဆရာတို့အကြောင်းရဲ့ philosophy လည်းဖြစ်တဲ့စကားလေးသုံးခုကိုမှတ်ထားစလုံးလေးသုံးလုံးနော် wisdom compassion virtue အဲ့သုံးခုကသားတို့သမီးတို့ဘဝကိုအောင်မြင်ဖို့ရောလူကောင်းသူကောင်းဖြစ်အောင်ရောလက်ညွှန်ပေးလိုက် wisdom မှန်တယ်ပါမှားလဲဆိုတာအကျိုးအကြောင်းအစိုးအကောင်းကိုခွဲခြားပေးနိုင်တဲ့စင်ကြင်တုံတရားတွေကို wisdom ကပေးလိုက်မယ် wisdom ရအောင်စာဖတ်ပါစာများများဖတ်ပါနော်စဉ်းစားပါ wisdom ဖြစ်အောင်ဒုတိယတစ်ခုက compassion ကိုဘယ်လိုနားလဲအမြဲတမ်းသူတစ်ပါးကိုကြည့်တတ်တယ် compassion ရှိတဲ့လူကကိုကျိုးအတ္တနေတယ်ငါပဲကောင်းရမယ်ငါပဲတော်ရမယ်ငါပဲအောင်မြင်ရမယ်ဆိုဘဝမှာအဲ့လိုကိုအတ္တကြီးတဲ့လူနာဘယ်သူမှမနေကြကြဘူးဘဝအတွက်လက်တံမှုမရှိဘူးကိုကတဖြည်းဖြည်းနဲ့အတ္တတော်ကြီးဖြစ်ပြီးတော့ကိုအမိုက်ကြီးဖြစ်သွားတတ်တယ်ဘလောက်တော်အမိုက်ကြီးဖြစ်တယ်ဆို compassion ကိုလည်းမမေ့နဲ့အမြဲတမ်း you have to think of the others အမြဲတမ်းသူများအတွက်ကိုလည်းအမြဲတမ်းစဉ်းစားပြီးကိုလုံးမဲ့အဖြစ်မူတိုင်းမှာသူများအတွက်ထိခိုက်သွားပြီလားသူများကိုကျင်နာတနာတဲ့စိတ်သူများရဲ့အခက်အခဲကိုနားလည်တဲ့စိတ်သူများရဲ့ feeling ကိုနားလည်တဲ့ compassion မရှိရင်ဘဝကမအောင်မြင်ဘူးနော်နှစ်ခုရှိပြီ wisdom နောက်ဆုံးတစ်ခုက virtue ကခုန wisdom ကဘာလုပ်လိုက်လဲဆို what is right know what is right virtue ကကျတော့ do what is right မှန်တာကိုပဲလုပ်တတ်တဲ့အရာကို virtue ကပေးတယ်မြန်မာလိုပြန်ပြောမယ်ဆိုရင် wisdom ဆိုတဲ့ဉာဏ်ပညာ compassion ဆိုတဲ့စိတ်ကောင်းနှလုံးကောင်းကိုကျင်းစာတတ်တယ်သူများကိုနားလည်ပေးတတ်တဲ့ဟာ virtue ဆိုတဲ့ character good character ကိုကျင့်သိက္ခာကိုကျင့်တရားအဲ့သုံးခုနဲ့ဘဝကိုယဉ်ထားရမှာအဲ့သုံးခုနဲ့ကင်ပြီးတော့ဆရာဒီနေ့ပြောလိုက်တဲ့ဟာသုံးခုကငါတို့စောင့်ထားရမယ်စကလုံးသုံးလုံးဆိုတာအမြဲတမ်းကောင်းနဲ့ထည့်ထားစေချင်တယ် wisdom compassion virtue ဆရာအဲ့သုံးခုနဲ့ကိုဘဝကိုတိဆောက်ပါအောင်လဲအောင်မြင်မယ်ကောင်းတဲ့ဘဝအောင်လည်းရမယ်ဒါကတော့နောက်ဆုံးဆရာပေးခြင်းတဲ့ message ပါဒါတို့ဘာတွေပြောခြင်းသေးလဲဘာတွေမေးခြင်းသေးလဲဒါတို့အနေနဲ့